မင်္ဂလာပါ AIO editor မှာကြိုဆိုပါရစေကျွန်တော်တို့ဒီမှာဆိုရင် application install နည်းရင်ပြောပြပေးသွားမယ်ပေါ့နော် application install နည်းမှာကျွန်တော်တို့ဒီထဲမှာ AIO editor.app ဆိုတာလေးကိုရိုက်ရှာလိုက်ပါဒီမှာ AIO editor.app အတိုင်းလေးရိုက်ရှာလိုက်ရင်တော့ဒီမှာဒီ web page ကြီးကြလာပဲပေါ့နော်အဲဆိုရင်တော့ဒီ download Android app ကိုနှိပ်လိုက်ပါအဲဆိုသူ application download ဆွဲသွားပါလိမ့်မယ်နော်အဲဆိုကျွန်တော်တို့ဒီမှာapplication download ဆွဲနေပြီပေါ့နော်ဒါ download ဆွဲတာတော့ line ပေါ်မူတည်ပြီးတော့ကြာနိုင်တယ်ပေါ့နော်မှာဆိုရင်ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်မယ်နော် install လုပ်လိုက်မယ် install မလုပ်ခင်ကျွန်တော်တို့လိုမှာကဒီကောင်လေးကိုတစ်ချက်ဖွင့်ပေးထားပြီ play product ဆိုတာလေးပိတ်ထားပြီပေါ့နော်ဒါလေးကိုကျွန်တော်တို့ပိတ်ထားပြီနော်ဒါလေးကိုတကောင်ပိတ်ထားလိုက်နော်ခဏပါပြီးရင်ပြန်ဖွင့်လို့ရတယ်ဗျဒါလေးကိုပိတ်ထားပြီးတော့ဒီမှာဆိုရင်ဒီကောင်ကနေပြီးတော့ဒီလိုလေး install လိုက်ရင်သူရသွားပါတယ်နော်အဲဒါဆိုရင်တော့ application ရသွားပြီပေါ့နော်အမှဆိုရင်တော့ဒီဘက်မှာ application ပေါ်လာပြီဆိုပြန်ဖွင့်လိုက်ပြီပေါ့နော်security တက်ကျွန်တော်တို့ပြန်ဖွင့်လိုက်မယ်ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ပေးထားတဲ့ key လေးဖွင့်ရမှာ key လေးထည့်ပေးရမှာပါဒီကောင်ကတော့ကျွန်တော်တို့ refer code တွေပါတယ်ပေါ့ဒီဘက်ကတခြားတစ်ယောက်ကနေတီးပြီးလာတာဆိုရင်ဒီ refer code လေးထည့်လိုက်ရင်တခြားတစ်ယောက်က commission ရမှာပေါ့နော်အဲဆိုကျွန်တော်တို့ဒီမှာ key လေးထည့်လိုက်မယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့ဒီမှာ key လေးထည့်လိုက်မယ်နော် key လေးထည့်ပြီးတော့ဒီမှာဘာညာပေါ့ဒီမှာတက်လို့ရအောင်ဆိုရင်ထည့်ပြီးတော့အဒီပေးနှိပ်လိုက်ပဲပေါ့နော်အဒီပေးကိုနှိပ်လိုက်ရင်သူရသွားပါလိမ့်မယ်အဲ့နေရာမှာတင်ရဆိုရင်တော့ VPN လေးခံကြည့်ပေးပေါ့နော်အဲဆိုကျွန်တော်တို့ရပါပြီ application ရတာဆိုစသုံးလို့ရပါပြီဒီမှာဆို line move ဓာတ်မှုပါပါတယ်ဒါတော့ tool တွေပေါ့နော်အဲဆိုကျွန်တော်တို့ဗီဒီယိုလေးရှာလိုက်အောင်ဗီဒီယိုလေးကျွန်တော်ရှာပြမယ်နော်အဲတော့ဒီထဲမှာက YouTube ကလည်းကျွန်တော်ရှာပြလိုက်နော် YouTube မှာ short လေးဆိုတာရှိတယ်နော်ဒီလိုမျိုးဟာတွေလုပ်လို့ရတယ် Some guys decided the girl went to a restaurant. ဒီလိုမျိုးဟာတွေလည်းကျွန်တော်လုပ်လို့ရပါတော့နော်ဒီမှာဒါဆိုကျွန်တော်ဒီဟာလေးလုပ်ကြည့်လိုက်မယ်နော်ဘယ်နှမိနစ်ရှိတော့2မိနစ်ဆိုတော့600လောက်ကြာမှာပေါ့နော်2မိနစ်လုပ်ကြည့်လိုက်မယ်နော်အဲဒါဆိုဒီကောင်မရတောင်းပြီးတော့ download ရင်လောက်အောင်ပေါ့နော်စနိုက်ဂျူကနေကျွန်တော် down ပြလိုက်မယ်ကိုယ်စင်ပြေရနေ down ပေါ့ down တာကတော့ဒီ application တွေကလည်း download တော့ရတယ်ဒါပေမဲ့ကျွန်တော်တို့လုံးဝမကောင်းသေးဘူးပေါ့နော်ကောင်းမ download မလုပ်နိုင်သေးဘူးအဲ့တော့ဒီကနေပြီးတော့ high quality နဲ့ပဲ down လိုက်မယ်နော်အဲဒါဆိုကျွန်တော်တို့ဒီမှာကရသွားပြီပေါ့နော်ဒီမှာ download လုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ application နဲ့ဝင်လိုက်မယ်ဒီမှာဆိုရင်ကျွန်တော်တို့အရှာလိုက်ပေါ့နော်ဒီမှာ reason ထဲမှာလည်းရှိမယ် video တွေက snap juice ဆိုတာရှိမယ်ဒီမှာ snap juice ဆိုတဲ့ထဲမှာကျွန်တော်တို့ download ထားတဲ့ဟာလေးပေါ့နော် download လုပ်ထားတဲ့ဟာလေးကိုကျွန်တော်တို့ရွေးလိုက်မယ် Noah learned that the richest family in ကျွန် town တော်တို့ဒီမှာ the boy looked just like her. သူက recap တူ She began to suspect he might be her grandson. အဲဆိုကျွန်တော်တို့အဲ့ဒါကိုပြန်ပြီးတော့မြန်မာလိုပြောင်းမယ်ပေါ့နော်ဒီဟာတွေဘာတွေကကျွန်တော်တို့နောက်မှာဒီ assin တွေဘာတွေကနောက်ထပ်ဗီဒီယိုတစ်ပုဒ်နဲ့ရှင်းပြပါမယ်ဒီ effect တွေဘာတွေကိုခုကတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ရအောင်ပဲလုပ်ပြလိုက်ပါမယ်ပြလိုက်ပါမယ်ဒီမှာဆိုကျွန်တော်တို့ translation လုပ်မယ်ဘယ် target language ကိုလိုချင်တာလဲဘယ်လိုဟာကိုလိုချင်တာလဲဆိုတော့ယူရမှာပေါ့နော်ကျွန်တော်ကတော့မြန်မာပြောင်းမယ်ဆိုတော့မြန်မာပဲပြောင်းလိုက်မယ် Microsoft Gemini ဆိုတာရှိပါနော် Microsoft Gemini Microsoft ကတော့1မိနစ်ကို200 Gemini ကတော့300ပေါ့ဒီ byte တွေက Gemini မှာ byte 30ကျော်ပါတယ် Microsoft မှာတော့အတန်းပေါ်မူတည်ဒီဘာသာစကားကိုမူတည်ပြီးတော့မျိုးကွဲမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာတီဟာအတန်းနဲ့ပဲကျွန်တော်စမ်းထုတ်လိုက်မယ်ဒီမှာအတန်းတွေကပြပူးနာထောင်လို့ရတယ်ပေါ့နော် မင်္ဂလာပါအေးတို့တို့မှကြိုဆိုပါတယ်မင်္ဂလာပါ AIO မှကြိုဆိုပါတယ်ကိုကြိုက်ရ file နဲ့ထုတ်ပေါ့နော်ကျွန်တော်ဒီမှာတီဟာနဲ့ထုတ်လိုက်မယ်တီဟာထုတ်ပြီးတော့ style ကတော့ကိုကြိုက်သလိုရွေးပေါ့နော် natural format ကရှိရဲ dramatic ပေါ့ dramatic နဲ့ကျွန်တော်ဆွဲလိုက်မယ်အဲ့ဒါဆို January weekend နဲ့လိုက်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့မိနစ်30ထိချလို့ရပါတယ်မိနစ်30ထိရမယ်ပေါ့နော်ထုတ်လို့ရမယ်မိနစ်30ဆိုကျွန်တော်တို့6000ပဲကြာပါပေါ့နော်
အဲဆို processing audio ဆိုတာလေးဖြစ်နေကျွန်တော်တို့စောင့်နေလိုက်ပေါ့နော် backend ကလုံးနေပြီပေါ့ဆိုကျွန်တော်တို့အဲ့ဒါဆိုစောင့်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ finalizing လုပ်နေပြီပေါ့နော် save your file ဆိုရင်ပြီးနေပြီအမှဆို downloading audio ဆိုတော့အဲ့ဒါဆိုကျွန်တော်တို့စနေပြီပေါ့နော်ရတော့မှာလုံးဝထွက်လို့တော့မရပါဘူးအဲ့ဒီအမှဆိုကျွန်တော်တို့သူကပြီးသားဖြစ်သွားပြီပေါ့နော်အစလုံးပြန်ဆွဲလိုက်မယ်ပြီးရင်တော့ နော်အာကမြို့ထဲမှာအချမ်းသာဆုံးမိသားစုကမွေးစားသားတစ်ယောက်ယူနေတယ်ဆိုတာကိုသိလိုက်ရတယ်ဗျသူ့အမေရဲ့ခွဲစိတ်ကူတာမှုပတ်စံရဖို့အတွက်သူစုံစမ်းဖို့ဆုံးဖြတ်လိုက်တာပေါ့လူတိုင်းအာယုံပြတ်နေတော့သူကရှောက်ထားသူတွေရဲ့တန်းတွေကိုတိတ်တိတ်လေးခိုးပြီးတော့ဝင်လိုက်တယ်ဒါပေမဲ့အဲ့ဒီတထေးကြီးကကလေးမွေးစားဖို့ဘယ်တော့မှစိတ်မရှိခဲ့ဘူးတဲ့သူ့အမေကအတင်းကျပ်လှုပ်ခိုင်းခဲ့တာပေါ့လူမှုထင်ရှားတဲ့တယောက်နဲ့လက်ထပ်ဖို့ဒါမှမဟုတ်ကလေးတစ်ယောက်မွေးဒီမှာညီတဲ့ဟာထွက်လာပြီပေါ့ နော် နော် အာကသူ့မိနာမည်ကိုပြောပြလိုက်တယ်အဲ့ဒီလူကြီးကချက်ချင်းကိုမှတ်မိသွားတော့တာပေါ့9နှစ်လောက်တုန်းကသူက CEO ဆိုတာကိုဖုံးကွယ်ပြီးရိုးရိုးတာမန်ဘဝကိုတွေ့ကြုံခံစားအဲဆိုကျွန်တော်တို့ညီရဲတစ်ပုတ်ထွက်လာပေါ့နော်ဒါပေမဲ့ဒီဘိုက်လေးကိုရောက်မှာမဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင် export ထုတ်ရမှာအဲ့တော့ကျွန်တော်တို့ဒီမှာ export ထုတ်မယ်ဆိုရင်ကျွန်တော်တို့ယာဗီဇာဟာကိုဒီဟာလေးကိုထုတ်မယ်ဆိုရင်ကျွန်တော်တို့ copyright လွတ်မဲ့ဟာတွေပေါ့ဒါ copyright effect တွေပါဒီ effect ဆိုတာလေးကိုနှိပ်လိုက်ရင် copyright effect တွေပါဒီမှာ zoom ကတော့မဖြစ်မနေထည့်ရမှာပေါ့နော် flick ကတော့ထည့်ခြင်းလည်းရပါတယ်မထည့်ခြင်းလည်းရပါတယ် flick လည်းထည့်လိုက်မယ်ဒီ frame rate တွေပါတွေကကိုယ်စိတ်ပါရပေါ့နော်ထည့်လို့ရပါတယ်ဒီမှာလည်းထည့်လို့ရပါတယ်ပြီးရင်ဒါတွေလည်းထည့်လို့ရပါတယ်ကိုပြီးကြမှာကျွန်တော်အဲ့ဒီဟာတွေအတွက်နောက်တစ်ပုတ်ရှင်းပြပေးပေါ့နော်ဒီမှာ color ပြောင်းနေတယ်ဆိုရင်ကျွန်တော်တို့ပြောင်းလို့ရပါတယ် video quality ပေါ့နော်အဲကျွန်တော်တို့ color လေးနည်းနည်းပြောင်းလိုက်မယ်ဒီမှာအချိန်တွေပါတွေကလည်းအချိန်တွေပါလည်းရွှေ့လို့ရတယ်ပေါ့နော်တစ်ခါလေးကြည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီ 1A နဲ့ပဲထုတ်လိုက်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ frame rate ကမထည့်တော့ဘူးနော်ကြာသွားမှဆိုလို့ကျွန်တော်တို့မှာဆိုရင် auto freeze တွေလည်းရပါတယ်အဲတော့ဒီမှာ touch share မှာဆိုရင်ကျွန်တော်စမ်းလေးလည်းကြည့်လိုက်မယ်နော်အဲတော့ဒီမှာမင်္ဂလာပါအဲမှာရောင်လေးပြောင်းသွားပြီပေါ့နော်ရောင်ပြောင်းသွားပြီဆိုရင်ဒီမှာနောက်တစ်ခုထပ်ထည့်လိုက်မယ်အဲတော့ AIO editorအဲ့တော့ဒီကခုံပေါက်နေမှာပေါ့နော်သူကဒီမှာ site လေးရွေးလိုက်မယ် site လေးရွေးပြီးတော့ကျွန်တော်တို့ရောင်လေးရွေးလိုက်မယ်ရောင်မှစိမ်းရောင်လေးနီရောင်လေးရွေးလိုက်မယ်နော်အဲဆိုကျွန်တော်တို့ဒီမှာဆိုရင် bouncing style မှာမျိုးမျိုးရှိရပေါ့နော်ဒီမှာဆိုကျွန်တော်တို့မျိုးမျိုးရှိရပေါ့နော်အဲ့တော့ preset တွေပဲထားလိုက်မယ်နော်အဲကြောင့် over လေး logo ထည့်လို့ရရပေါ့နော် logo ကျွန်တော်တို့ဒီမှာကောက်ထည့်လိုက်ပါမယ် logo ကောက်ထည့်ပြီးတော့ logo shape လေးထည့်လိုက်မယ်ပေါ့နော် wine လေးဖြစ်သွားလိမ့်မယ်သူက wine လေးဖြစ်သွားပြီအဲဆိုရင်ဒါ obviously ပေါ့နော်ဘယ်လောက်လုံးမလဲဆိုတာအဲ့တော့ကျွန်တော်ဗလာလေးလည်းထည့်မှရမှာပေါ့နော်ဒီမှာဆိုတမျိုးကြီးဖြစ်သွားလိမ့်မယ်သူကလောဆယ်ဒါလေးကဖြုတ်ထားလိုက်မယ်နော်ကျွန်တော်ကြာသွားမှဆိုလို့အဲ့တော့ဒီကောင်ကိုဖြတ်လိုက်မယ်ပေါ့နော်အဲ့ဆိုဖြတ်သွားပြီပေါ့နော်ဖြတ်သွားပြီဆိုတော့မင်္ဂလာပါပြန်ထည့်လိုက်မယ်မင်္ဂလာပါပြန်ထည့်ပြီးတော့ရောင်လေးပြောင်းလိုက်မယ်အဲ့တော့မင်္ဂလာပါဖြစ်သွားပြီ site ကမင်္ဂလာပါဟုတ်ပြီဒီမှာဆိုကျွန်တော်တို့ subtitle ပါတစ်ခါလေးလုပ်လို့ရပါမယ်ကျွန်တော်တို့ဒီမှာမြန်မာဆိုတာရွေးလိုက်မယ်ဘာလို့ဆိုတော့အတန်ကျွန်တော်တို့အတန်မြန်မာလို့ဖြစ်နေလို့ကြားတယ်မျိုးနာမည်ကိုပြောပြလိုက်တယ်ဒီမှာဆိုမြန်မာပါအဲ့ဒါဆိုကျွန်တော်တို့မြန်မာဆိုပြီးရွေးလိုက်ပါမယ်မြန်မာဆိုရင်ထုတ်မယ်ဆိုမြန်မာပဲပြန်ထုတ်မှာဆိုဒါကြီးရွေးစရာမလိုပါဘူးအဲ့တော့မြန်မာထုတ်လိုက်မယ်ခဏလောက်ပဲစောင့်နေလိုက်ပါကျွန်တော်နည်းနည်းတော့မြန်တယ်ဒီကောင်ဟိုအထက်ဆိုင်အဲ့တော့ကျွန်တော်တို့အဲ့ဒါဆိုရင်တော့သူလောက်သွားလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုရရင်နော်ွားကြီးအံ့အောင်ပြီးကြောင်းသွားတယ်ဗျ9နှစ်လောက်တုန်းကသူ့သားကအဲ့ဒီမျိုးမှာဆိုကျွန်တော်တို့ဖောင်းနေရွေးလို့ရတယ်ပေါ့နော်ဆိုတာတိလိုက်ရတော့ဒီကလေးကသူ့မြင်များလားလို့တန်တရားတွေဝင်လာတော့တာပေါ့သူချက်ချင်းပဲသူ့သားမိန်ကုန်းပြောနေတဲ့ဒင်းစာရှင်းလင်းပွဲကိုနောအာကိုခေါ်သွားတော့တာပေါ့နောအာသူ့ကိုမြင်တဲ့တိုင်နဲ့ဒီမှာကအဖေရလို့တိတ်ဆိတ်သွားတယ်ဗျအဲ့ဒီလူကြီးကတော့သူ့ကိုနားမလဲတယ်လို့ဆက်လိုက်တယ်အဲ့ဒီလူကြီးကချက်ချင်းကိုမှတ်မိသွားတော့တာပေါ့9နှစ်လောက်တုန်းကသူက CEO ဆိုတာကိုဖုံးကွယ်ပြီးရိုးရိုးတာမဘဝကိုပြီးတော့ကျွန်တော်တို့တရားမွေးစားမှုဖောင်းလေးပြောင်းသွားဒါလေးပို့လာဆိုတော့ထွက်သွားဖို့လှည့်လိုက်တော့ရေးလိုက်ပါနော်အရန်တော်သားထွက်ပြီးသတိမေ့လဲကြတော့မလို့ဖြစ်သွားတယ်သူ့ကိုထိတ်လိုက်တယ်သူသတိရလာတော့ဒီပေါ်မှာတင်လိုက်မယ်ပုံစံနဲ့တူနေတာကိုသတိထားမိလိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီ ratio တွေပါရနောက်မှရှင်းပြမယ်နော်တော့ဒါဆို video လေးတစ်ပုတ်ရပါပြီရုပ်တရက်ဒူးထောက်လိုက်တယ်ကျွန်တော် video တစ်ပုတ်ရဆိုကျွန်တော်တို့ဒီကောင်ကျွန်တော်အဖေကိုလာရှာ export ထုတ်လိုက် 4K 2K 1080နဲ့ရပါတော့ကျွန်တော်1080နဲ့ထုတ်လိုက်မယ်ပြောလိုက်တယ်ပြီးတော့သူမိဘတွေတွေ့ဆုံခဲ့ကြတဲ့မျိုးနာမည်ကိုပြောပြလိုက်တယ်အဖွားကြီးအံ့အောင်ပြီးကြောင်းသွားတယ်ဗျ9နှစ်လောက်တုန်းကနည်းနည်းလောက်စောင့်
ယူလိုက်ပေါ့နော်ကျွန်တော်တို့ဖုန်းပေါ်မှာပြီးတော့ကြာနိုင်ပါတယ် ဒီကလေးကသူ့မြင်များလားလို့တန်တရားတွေဝင်လာတော့တာပေါ့သူချက်ချင်းပဲသူသားမိန်ကုန်းပြောနေတယ်ဒင်းစာရှင်းလင်းပွဲကိုနောအာကိုခေါ်သွားတော့တာပေါ့နောအာသူ့ကိုမြင်တာနဲ့တပြိုင်နက်အဖေလိုအော်ပြီးပြေးသွားတော့တာပဲတခါလုံးတိတ်ဆိတ်သွားတယ်ဗျအဲ့ဒီလူကြီးကတော့သူ့ကိုနားမလဲတယ်လို့စိုက်ကြည့်ပြီး export ထုတ်နေပေါ့နော် နောအာကသူ့သားဖြစ်နေနိုင်တယ် တော့အဖက်တွေအများကြီးထည့်ထားတာဆိုတော့ကျွန်တော်တို့ အဲ့ဒီလူကြီးကချက်ချင်း နည်းနည်းကြာနိုင်တယ်ပေါ့နော် ဒီလောက်တော့ကသူက CEO ဆိုတာကိုဖုံးကွယ်ပြီးရိုးရိုးတာမှန်ဘဝကိုတွေးကြုံ ထည့်ထားတော့အဖက်ပေါ်မှာဒီလိုကျွန်တော်ကြာနိုင်ပါတယ် မိန်းကလေးတယောက်နဲ့ချစ်ကြိုက်ခဲ့တာပေါ့လက်ထက်ခွင့်တောင်းဖို့အလုံးမှာပဲသူကအသက်ကြီးတဲ့လူကြီးတယောက်နဲ့ရင်းရင်းနှီးနှီးနေတာကိုမြင်လိုက်ရတာပေါ့ဒေါသတကြီး အဲ့တော့ကျွန်တော်တို့90%ရောက်ပြီပေါ့နော်10မိနစ်လောက်တော့စောင့်လိုက်ရတယ်10မိနစ်ဆိုရင်10မိနစ်2မိနစ်ပြီးတော့ effect တွေနဲ့ဆိုတော့အမှ61 MB နဲ့ထွက်လာပါပြီအဲ့တော့ဒါဆိုရင်ဗီဒီယိုလေးသွားကြည့်လိုက်ပဲပေါ့နော်အမှဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ subtitle တွေနဲ့တစ်ခါထွက်လာပြီပေါ့နော် တိလိုက်ရတယ်ဗျာ မင်္ဂလာပါဆိုတာလေးလည်းထွက်လာပြီပေါ့နော် သူစုံစားဖို့ဆုံးဖြတ်လိုက်တာပေါ့လူတိုင်းအာယုံပြတ်နေတော့သူကရှောက်ထားသူတွေရဲ့တန်းလေးကိုတိတ်တိတ်လေးခိုးပြီးတော့ဝင်လိုက်တယ်ဒါပေမဲ့ဘယ်တော့မှစိတ်မရှိခဲ့ဘူးတဲ့သူ့အမေကအတင်းကျပ်လှုပ်ခိုင်းခဲ့တာပေါ့လူမှုထင်ရှားတဲ့သူတယောက်နဲ့လက်ထပ်ဖို့ဒါမှမဟုတ်ကလေးတယောက်မွေးစားဖို့ဆိုပြီးရွေးချယ်စရာနှစ်ခုပေးခဲ့တာပါသူကဒီလူကြီးနဲ့ပဲထွက်သွားခဲ့တော့တာပေါ့အဲ့ဒီနေ့ကစပြီးနောအာကတခြားလူတယောက်နဲ့ရတဲ့သူကလေးမဟုတ်ဘူးလို့သူကထင်ခဲ့တာပါသူကနောအာကို ADA ဆက်ပဲနဲ့စာလန်းတို့ရတယ်တော့အညီပဲနော် ထက်ခဲ့ကူကြောင်းအခုလေယောဂပြင်းထန်ခံစားနေရကြောင်းချက်ချင်းပဲရှင်းပြခဲ့ပေမဲ့အဲ့ဒီလူကြီးကသူ့ကိုလစ်လူရှုပြီးတွန်းထုတ်ကားထွက်သွားခဲ့တယ်ဗျအဲ့ဒီ Noah learned that the richest family in poor. Then she left with the man. ဒီလိုပြီးဖြစ်သွားတော့ကျွန်တော်တို့ဒီဟာကို editor တစ်ခုရနေပဲကျွန်တော်တို့လိုက်တော့ကက်ကက်လည်းမလိုတော့ပါဘူးလုံးဝဘာမှမလိုတော့ပါဘူးဒီတိုင်းကောက်တင်ပလိုက်လည်းရပါတယ်ဘာလို့ဆိုတော့ quality ရဒီမှာ ကလေးမွေးစားဖို့ဘယ်တော့မှစိတ်မရှိခဲ့ဘူးတဲ့သူ့အမေကအတင်း quality 61 MB လောက်ဖြစ်သွား Noah ပါတယ် learned that the richest family in town was choosing an adopted son to pay နောအာကမြို့ထဲမှာအချမ်းသာဆုံးသားစုကမွေးစားတာနဲ့ထွက်လာပဲပေါ့နော်ရတယ်ဗျာသူ့အမေရဲ့61 MB ABC သူစုံစားဖို့ အဲဆိုကျွန်တော်တို့ဒါကိုကောက်တင်ပလိုက်လို့ရပါပြီအဲဆိုဗီဒီယိုတစ်ပုတ်ရသွားပြီပေါ့နော်ကျွန်တော်ရှင်းပြနေတာ10မိနစ်ဆိုတော့ကျွန်တော်တို့9မိနစ်လောက်ပဲကြာမှာပေါ့နော်ဒီဗီဒီယိုတစ်ပုတ်ထုတ်တာအဲတော့ကျွန်တော်တို့ဒီကောင်က recap to recap ကိုကျွန်တော်ဒါ recap to recap ပေါ့နော် copy recap ပေါ့ကျွန်တော်တို့ဒီကောင်လေး3နည်းပြောပြပါမယ်ဒီကောင်လေး3နည်းဆိုကျွန်တော်တို့ဒီထဲမှာသွားရှာလိုက်ပါပေါ့နော်ပုံညံရှာလိုက် As soon as this blind man, Portugal! the woman smashed The man's secret. a man. ဒါဆိုဒီမှာ recap မဟုတ်ပေါ့နော်ဒါ recap မဟုတ်ဆိုတော့ကျွန်တော်ဒါလေးကိုလုပ်ကြည့်မယ်အဲ့တော့ဒါလေးကိုပြန် down လိုက်မယ်နော်ဆိုတော့ down ပြီး high quality နဲ့ပဲကျွန်တော် down လိုက်မယ်နော်အဲ့ဒါကျွန်တော်ရပါပြီအဲ့ဒါဆိုကျွန်တော်ဗီဒီယို down ပြီးသွားပြီပေါ့နော်အဲ့ဆိုကျွန်တော်ဒီကောင်ကိုတော့ရွှေ့လိုက်မယ်ပေါ့နော်ဒီကောင်ဖျက်လိုက်မယ်ပြီးရင်ဒီကောင်လေးကိုရွှေ့လိုက်မယ်ဒါဆိုရင်ကျွန်တော်ကြည့်ကြရအောင်10မိနစ်ပေါ့နော်10မိနစ် quantity ဆိုရင်တော့ရှေ့ရကြပါနော်ရှေ့ရဆိုရင်တော့လောက်ကြည့်တာအောင်ဒီတိုင်းမှာပဲဒီတိုင်းရိုးရိုးလေးပါပဲပြီးရင်ဒီပေါ်တာလေးတော့ရင်စောင့်ဝင်နော်အဲ့ဒါမှဒီဘက်က style လေးက upgrade ဖြစ်သွားမှာမလို့ကျွန်တော်တို့ဘယ်ဘာသာကိုပြောင်းနေတာလဲပေါ့နော်ဘယ်ဘာသာလိုချင်တာလဲအဲ့တော့မြန်မာဘာသာနဲ့လိုချင်တယ်အဲ့တော့ပြီးရင်ဘာနဲ့လုပ်မလဲရွေးပေါ့နော်ကျွန်တော်တို့ Microsoft ပဲသုံးလိုက်မယ်ကျွန်တော်တို့ဒီမှာပြောင်းလိုက်မယ်တော့ခုဆိုပြီးဒီကောင်လည်းပေါင်းလိုက်မယ်ကျွန်တော်တို့ဒီကောင်ကဆိုတော့ဘယ်လိုဟာမျိုးလဲဆိုရိုးရိုးဟာပဲဆိုတော့ကျွန်တော် movie record တော့သုံးလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ documentary ပဲကျွန်တော်ကျွေးလိုက်မှာပေါ့နော် documentary ရွေးပြီးတော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့4မိနစ်ထိပဲရမှာမယ်4မိနစ်ရယ်100 MB ရယ်ပေါ့နော်100 MB မပြည့်ရင်တော့သူက editor လောက်သွားပါလိမ့်မယ်ဒီ4မိနစ်ကျော်နေရင်တော့လုံးဝမရပါဘူးအဲ့တော့4မိနစ်ကျော်ရင်လုံးဝမရပါဘူးဒီ MB ကသူ့ဘာသူရှင်းသွားပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒါကိုထုတ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုဒါတော့စောင့်ပေးရပါမယ် upload တင်ရပေါ့နော်ဒီမှာ 8.5 MB ဆိုတော့ကျွန်တော်တို့ဒီမှာ upload လုပ်နေရပေါ့နော်ဒီကောင်လေးကြည့်လို့ရရပေါ့ကောင်းပါဘာလို့ဆိုဒီကောင်လုံးမလုံးသိရပေါ့နော်အဲဆိုဒီမှာ processing ရွာ video ဆိုရင်တော့ရပါပြီထား finalizing ရွာ script လုပ်နေပေါ့နော်အဲဒါဆိုကျွန်တော်တို့ခဏနေပြီးတော့မှာပါကိုကြားရတော့ရပေါ့နော်ဒီမှာဂျပန်လို့ရတယ်ထိုင်းလည်းရတယ်အင်္ဂလိပ်လည်းရတယ်ပေါ့နော်အင်္ဂလိပ်တွေကတော့ဘာသာမျိုးစုံရတယ်ပေါ့နော်ဆို download ရောတွေလုပ်နေပါပြီ download ရောတွေဆိုကျွန်တော်တို့ရသွားပါပြီကျွန်တော်ကြည့်လိုက်ရအောင် ဘန်းရောင်ဖလန်နဲ့ရှက်အင်ဂျီဝတ်ထားတဲ့လူငယ်တယောက်ဟာအမျိုးသမီးတဦးနားမှာသူ့ရဲ့အနက်ရောင်စကူတာကိုထိမရဖြစ်နေပါတယ်
အဲ့ဒီအမျိုးသမီးကနောက်ခုံပေါ်တက်ထိုင်လိုက်တော့စကူတာကရိုင်းသွားပြီးနောက်ပြန်လဲတော့မလို့ဖြစ်သွားပါတယ်တခြားလမ်းတနေရာမှာဘိုင်းရောင်ဦးနဲ့ထုတ်ဆောင်ထားတဲ့အမျိုးသမီးတို့ဟာအနီရောင်မော်တော်ဆိုင်ကယ်ပေါ်ကနေနောက်ပြန်ပြုတ်ကျသွားပါတယ်အဝါရောင်ယူနီဖောင်းဝတ်ထားတဲ့အစားတောက်ပို့ဆောင်ရေးဝန်ထမ်းတို့ဟာအဝါရောင်ပို့ဆောင်ရေးပုံကိုသူ့စကူတာပေါ်တင်ဖို့မနိုင်မနှင်းရုန်းကန်နေရပါတယ်အဲ့ဒီနောက်သူကစကူတာရဲ့ရှေ့ဘီကိုမြေပြင်ကနေမြောက်တင်ပြီးဝီလီထိုးပြလိုက်တာကိုစုံတွဲတွဲကကြည့်နေပါတယ်အနဲ့ရောင်ထုတ်ဆောင်ထားပြီးစကိတ်ဘုတ်တစ်ခုကိုကင်ထားတဲ့အမျိုးသားတို့ဟာမီခိုးရောင်စကူတာပေါ်ကစုံတွဲတွဲစီကိုချင်းကပ်လာပါတယ်သူကအနီးနားမှာရပ်ထားတဲ့အနီရောင်မော်တော်ဆိုင်ကယ်ပေါ်တက်လိုက်ပြီးမီခိုးရောင်စကူတာပေါ်ကစုံတွဲကတေးချကြည့်ပါတယ်မီခိုးရောင်စကူတာပေါ်ကမျိုးသမီးကသူ့ဖော်ကိုထားခဲ့ပြီးနီရောင်မော်တော်ဆိုင်ကယ်ပေါ်ခုန်တက်လိုက်ပါတယ်ကျေးလက်လန်းတနေရာမှာစိတ်ရောင်ကဝါစာကီမော်တော်ဆိုင်ကယ်စီးထားတဲ့အမျိုးသမီးတို့ဟာလမ်းလျှောက်နေတဲ့စုံတွဲတွဲစီကိုချင်းကပ်လာပါတယ်လမ်းလျှောက်နေတဲ့အမျိုးသမီးကမော်တော်ဆိုင်ကယ်ပေါ်တက်လိုက်ပြီးသူ့ဖော်မျိုးသားကိုတော့လမ်းပေါ်မှာတယောက်တည်းရက်ကြံခဲ့စေပါတယ်နောက်ထပ်ပို့ဆောင်ရေးဝန်ထမ်းတဦးကသူ့စကူတာပေါ်မှာဟန်ချက်ဗီဒီယိုမှာဘာဖြစ်နေလဲဆိုတာရှင်းပြပါမယ်နော်ကျွန်တော် documentary ရေးလိုက်လို့ပါဒီကောင်ဟာသားအနေနဲ့ဒီမှာဒီ commentary ဆိုတာလေးရေးလိုက်ရင်တော့ဒါကောင်းကောင်းမွန်ထွက်လာလိမ့်မယ် secret လေးအဲ့ဒါဆိုကျွန်တော်တို့ဒါလေးကိုဆွမ်းနာတော့အတိုင်းပဲတောက်လိုက်မယ်အဲ့တော့ဘာမှတော့ထည့်မပြတော့ဘူးနော် effect လေးဒီမှာထည့်လိုက်မယ်ဆိုတော့သူကဒီမှာကောင်းစင်ရဒီမှာပေါ့နော်ကောင်းစင်ရအမှဆိုတော့ကျွန်တော်တို့အဲ့ဒါလေးကိုလာပေးလိုက်မယ်အဲ့ဒါကောင်လုံးဝပလာပလိုက်မယ်ဗျာကျွန်တော်တို့အဲ့ဒါကိုထုတ်လို့ရပါပြီဒီမှာဒီကောင်နှစ်ခုကတော့လုံးဝပါမှာနော်ဒီကောင်နှစ်ခုမပါရင်ကျွန်တော်တင်လို့မရဘူးပေါ့ဒီကောင်ကိုပြီးတော့ဒီကောင်လေးလှုပ်ရှင်လှုပ်လိုက်လို့ရပါတယ်ဒီကောင်လှုပ်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီကောင်ထုတ်လိုက်မယ်ပေါ့နော်subtitle တော့မထည့်တော့ဘူးပေါ့နော်ဆန္ဒတော့လုပ်ပြထားပြီးသားဆိုတော့အဲ့ဒါဆောင်းလိုက်မယ်ပေါ့နော်အဲဒီမှာပြီးရမယ်ပေါ့နော်ကျွန်တော်ကနည်းနည်းတော့ကြားလိုက်မယ်ဗျကျွန်တော်ဘာလို့ဆိုရင်တော့ဒီမှာလုံးဝ rean code ပြန်လုပ်ရတာပုံလို့ပေါ့နော်အဲ့တော့ကျွန်တော်ဒါဆိုသွားကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင်လာဆက်ပါဘိုင်းရောင် plan နဲ့ရှက်အင်ဂျီဝတ်ထားတဲ့လူငယ်တယောက်ဟာအမျိုးသမီးတို့နားမှာသူ့ရဲ့အနက်ရောင်စကူတာကိုထိမရဖြစ်နေပါတယ်ဒီလိုဗီဒီယိုကနေပြီးတော့ဘိုင်းရောင် plan နဲ့ရှက်အင်ဂျီဝတ်အန်တနီယာမှာအစိမ်းရောင်ကာဝါစာကီမော်တော်ဆိုင်ကယ်စီးထားတဲ့အမျိုးသမီးတို့ဟာလမ်းအမျိုးသမီးကမော်တော်ဆိုင်ကယ်ပေါ်တက်လိုက်ပြီးသူ့ဖော်မျိုးသားကိုတော့လမ်းပေါ်မှာတယောက်တည်းရက်ကြံခဲ့စေပါတယ်နောက်ထပ်ပို့ဆောင်ရေးဝန်ထမ်းတဦးကရှင်းပြနေရဆိုရင်တော့ documentary ရကြကျွန်တော်တို့ရှင်းပြထားပါဘောနော်အဲ့တော့ရှင်းပြဒီဗီဒီယိုကြီးကိုရှင်းပြနေရဆိုဟာတာဗီဒီယိုရှင်းပြလို့ဤဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါဆိုဒါပါပဲရပါပြီဒီ recap တစ်ပုဒ်ကို200 share မျိုးမျိုးနဲ့ပေါ့နော်ဒီ video recap ကတော့ကျွန်တော်တို့ share ပါဒီ audio recap ကတော့200ပါ200နဲ့300ပေါ့နော်ဒီကောင်တော့ share ပါဘာ point ကို3ဒီကောင်ကတော့ဒီ Microsoft ဆိုတာလေး3ရင်200ပါဒီ Gemini 3ရင်တော့ကျွန်တော် share ပါအဲ့တော့နောက်တစ်ပုဒ်မှာတော့ကျွန်တော်တို့ဒီကောင်တွေကိုရှင်းပြပေးသွားမှာပဲဒီထဲက effect တွေကိုရှင်းပြပေးသွားမှာတစ်ခုချင်းရှင်းပြပေးသွားမှာပေါ့နော်အဲ့တော့အဲ့ဒီဟာလေးကြည့်ပြီးရင်တော့ကျွန်တော်ရှင်းသွားပါလိမ့်မယ် history ဆိုတာလေးရှိပါကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့တစ်ခုခုဖြစ်သွားပြီဆိုရင်တစ်ခုမှားသွားတာဘာညာရှိလို့ကျွန်တော်တို့တက်မလာတော့ဘူးဆိုရင်ကျွန်တော်ဒီနေရာလေးမှာကြည့်ပေးပါဆန္ဒတော်ကဒီကောင်လေးကြည့်လိုက်မှာပေါ့နော်ဒီကဒါလေးကိုဆန္ဒတော်ကတစ်ခုမှမလုပ် Noah learned that the richest family in town was history ထဲမှာရှာကြည့်ပါ history ထဲမှာကျွန်တော်တို့ဒီပါဆိုရင်ကျွန်တော်တို့ဇူလိုင်လ9ရက်နေ့2နာရီ30လေးဆိုတာဒါဆန္ဒတော်ကလောက်ထားတယ်ကျွန်တော်တို့ဒီမှာတီဟာကိုတုံးထားတဲ့ဟာအဲဆိုဒါလေးကို download လုပ်လိုက်ပါdownload လုပ်နေတော့ဆိုတော့ကျွန်တော်အမှားဆိုကျွန်တော် download လုပ်ပြီးသွားပါပြီအဲဒါဆိုတော့အာကမြို့ထဲမှာအချမ်းသာဆုံးမိသားစုကဝိစာတာဖြစ်သွားပါတော့ဆန္ဒတော်အတိုင်း recap ပြီးသားပြန်ဖြစ်သွားပါတော့ဆန္ဒတော် processing လုပ်တဲ့နေရာမှာတခုခုထွက်သွားတာတို့ဒီ internet ကျသွားတာတို့ပါလို့ဆိုရင်ကျွန်တော်တို့ဒီ history လေးကနေပြန်ပြီးယူနိုင်အောင်ပေါ့နော်အဲ့တော့ history ကနေပြန်ပြီးယူနိုင်တယ်အဲ့ဒါလေးပြောပြပေးရပါ recap video ဆိုရင် video ပေါ့နော်ဒီဘက်ကအချိန်လေးကြည့်ပြီးတော့ပြန်ပြီးယူကြည့်ပေါ့နော်အဲ့တော့ဒါပါပဲ